သမီးကအယုံမလေးတရုတ်ပါဒါပေမဲ့မေမေကသမီးမျက်နှာကိုတစ်ပေးတယ်စပင်းညက်ပေးတယ်ခြေသေးလက်သေးတွေတောင်တိပေးတယ်သမီးကိုသူ့ရဲ့သမီးအရင်လေးတယောက်လိုမျိုးဂရုစိုက်ပေးခဲ့တာပါသမီးမှာကဘာပေါ်မှာအကောင်းဆုံးမိဘတွေရှိခဲ့တာပေါ့ဒါပေမဲ့တနေ့မှာတော့မေမေကကလေးအစ်စ်တယောက်ကိုရုတ်တရက်မွေးဖွားလိုက်ပါတယ်မေမေသမီးကိုစွန့်ပစ်တော့မှလားဟင်သမီးတစ်ခုခုလုံးမဖြစ်တော့မယ်မကြခင်မှာပဲသူတို့တွေဟာအန်နာရဲ့လေဘင်းမှာထူးဆန်းတဲ့အမတ်သားတစ်ခုကိုတွေ့သွားကြတဲ့အဖွားကဒေါသတကြီးနဲ့သမီးကိုကျမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီးမေမေကတော့သမီးကိုဗီဒီယိုထဲမှာပိတ်လောင်ထားလိုက်ပါတော့တယ်မျက်စိတမိတ်တွင်းမှာပဲ9နှစ်တာအချိန်တွေကုန်လွန်သွားခဲ့ပြီးအန်နာလည်းကြီးပြင်းလာခဲ့ပြီးတနေ့တော့အန်နာရဲ့ဖန်စီလုံးလေးတွေဟာပစ္စည်းတူလောင်ခန်းထဲကိုလက်ဝင်သွားခဲ့တဲ့အန်နာကအထဲကိုကားရလေးဝင်ပြီးရှာဖွေရင်းသမီးကိုအပြင်ကိုပြန်ထုတ်ပေးခဲ့ပါတယ်မေမေသမီးမေမေကိုနောက်ဆုံးတော့ပြန်တွေ့ပြီးတော့သမီးရဲ့စပင်တွေအရှိကြီးဖြစ်နေတာကိုရောလက်သေးတွေပါခြေနေတာကိုမေမေတတိထားမိသွားတယ်ဒါပေမဲ့အန်နာပြောနေတာကိုမြင်တော့မေမေကဘာကိုမှမသိကမဖြစ်ခဲ့ပါဘူးအဲ့ဒီနေ့ကစပြီးအန်နာကသမီးကိုတွားလျာဆောင်ယူသွားခဲ့တယ်ဒါပေမဲ့သမီးကအန်နာကိုမုန်းတာကြောင့်အန်နာရဲ့အတန်းဖော်ကိုကိုက်ပစ်လိုက်တယ်မေမေကအန်နာကိုယ်တိုင်ကိုက်တယ်လို့ပဲထင်ခဲ့တာပေါ့ဘသူကများအယုတ်တရုတ်ကလူကိုကိုက်နိုင်မယ်လို့ယုံမှလဲနောက်တော့သမီးကမေမေအမျက်နှိုးဆုံးတက်ပုံကိုကုတ်ဖက်ပစ်လိုက်တယ်မေမေကအရန်စိတ်ဆိုးသွားပြီးအန်နာကိုကလေးဆိုးလေးလို့ပြောခဲ့တယ်မေမေသမီးကိုနည်းနည်းလေးပိုချစ်သွားပြီလားဟင်ဒါကြောင့်အဲ့ဒီညမှာသမီးကမေမေကတင်ပေါ်ကိုတိတ်တဆိတ်တော်သွားပြီးတက်ခဲ့တယ်ဒါပေမဲ့မေမေကမိဖွင့်လိုက်လို့သမီးကိုမြင်သွားတဲ့အခါကြောက်လန့်တကြားအော်ဟစ်ပါတော့တယ်နောက်တနေ့မှာတော့မေမေကသမီးကိုအမိုက်အိတ်ထဲအတင်းထည့်ပြီးအောက်ထပ်ကိုတုတ်ဆိုင်မနေပဲလွှတ်ပစ်လိုက်တယ်ဒါပေမဲ့မေမေအိမ်ထဲကိုပြန်ရောက်ချင်းမှာပဲခြေတံတွေကိုကြားလိုက်ရတယ်မေမေသွားကြည့်တဲ့အခါသမီးကကျမ်းပြင်ပေါ်မှာထိုင်နေတာကိုတွေ့သွားပြန်ရောမေမေကဒေါသချောင်းထွက်ပြီးလိတ်တုံးဂျုံလိတ်တုံးကိုလှမ်းယူလိုက်တယ်ဒါပေမဲ့သမီးကဘာမှမနာကျင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သမီးကအန်နာရဲ့ကတင်ပေါ်မှာထိုင်နေခဲ့တာမို့လို့ပါအဲ့ဒီအချိန်ကျမှမေမေဟာကျမ်းပြင်ပေါ်မှာရှိနေခဲ့တာအန်နာဆိုတာကိုရိပ်မိသွားပါတော့တယ်မေမေဟာထိတ်လန့်တုန်လို့စွာအော်ဟစ်ရင်းအမိုက်သိန်းသမားတွေကိုမြင်တာနဲ့ချက်ချင်းပြေးသွားပြီးသမီးကိုသူတို့လက်ထဲအတင်းထည့်ပေးလိုက်တယ်ဒါပေမဲ့မေမေဘသူမှတို့တွေကိုခွဲခြားလို့မရဘူးလေခဏနေတော့ဆူရှာတဲ့အချက်ပေးတန်ကြီးထွက်ပေါ်လာတယ်မေမေအပြင်ကိုပြေးကြည့်လိုက်တော့အမိုက်ကားကြီးပျက်စီးသွားပြီးအမိုက်သိန်းသမားတွေပါအထဲမှာပိတ်မိနေတာကိုတွေ့လိုက်ရတယ်မေမေကကြောက်လွန်းလို့ကြည့်တော့မကြည့်ရတော့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲအန်နာကသမီးကိုရင်ခွင်ထဲပွေ့ချီရင်းအပြင်ကိုလမ်းလျှောက်ထွက်လာခဲ့တယ်မေမေသမီးကိုဘယ်တော့မှဖယ်ထုတ်လို့ရမှာမဟုတ်ဘူး